ကဲကြံ့ဖို့နဲ့မအားလာနဲ့ဘောမတွေအတွက်တည်င်းကောင်းလေးကြီးညာပေးတင်ပါတယ်ဒါကတော့လက်ရှိနေပြည်တော်မှာကျင်းပနေတဲ့ရွေးချယ်ခံဘာဖြစ်လဲရွေးချယ်ခံတမဒဟုတ်လားရွေးချယ်ခံတမဒနဲ့ရောရွေးချယ်ခံလွှတ်တော်နဲ့ရောဒီအကြမ်းဖက်အုပ်စုအားလုံးကိုနိုင်ငံတကာပါလီမန်များအဖွဲ့ကလုံးဝအတိအမှန်မပြုဘဲနဲ့2020ရွေးကောက်ပွဲမှာမြန်မာပြည်သူတွေလွတ်လပ်စွာမှန်ကန်စွာမဲပေးရွေးချယ်ခဲ့တဲ့ CRPH ကိုပဲအတိအမှန်ပြုပါမယ်လို့ကြေညာလိုက်ပါပြီခင်ဗျာနော်စိတ်မကောင်းဘူးတိလားစိတ်မကောင်းဘူးအဲ့တော့ငါတို့ကဘောမအနေအခုကဖြစ်နေတာဘယ်လိုဖြစ်နေလဲဆိုတော့သူတို့ဘက်ကအဘတွေကလည်းနိုင်ငံတကာထောက်ခံမှုရဖို့အသေးလဲစူးစမ်းတယ်ဘောမတွေကဘာပြောဆိုတော့ငါတို့အဘတွေကအုပ်ချုပ်မှာနိုင်ငံတကာကိုအုပ်ချုပ်အောင်မဟုတ်ပြည်တွင်းအုပ်ချုပ်မှာသူများတွေမထောက်ခံလဲစောက်ပြီးမဆိုင်ဘူးလေသူတို့ကအဲ့လိုလော်လေးမှာမင်းအောင်လိုင်းစောက်ခွက်ကမြောက်အိုရုပ်လို့ဖြစ်နေတယ်ဟုတ်တယ်မလားနိုင်ငံတကာထောက်ခံမှုအရေးကြီးလားမကြီးဘူးလားနိုင်ငံရေးကိုနားလည်တဲ့လူတိုင်းသိတယ်လေနိုင်ငံတစ်ခုကနိုင်ငံတကာထောက်ခံမှုဆက်ဆက်မှုမရှိဘဲနဲ့ရက်တီလို့ရတာဟုတ်တယ်မလားအဲ့တော့တရင်လေးဖတ်ကြမယ်ခဏလေးနားထောင်နော်ပြီးလို့ရှိရင်လက်ရှိဦးဝင်းမြင့်ကိုလှုပ်ပေးလိုက်တဲ့ကိစ္စတွေကဘလို့အရေးကြီးတယ်ဘလို့အန္တရာယ်ရှိတယ်ဘလို့ကိစ္စတွေဆိုတာပါကျွန်တော်နည်းနည်းထည့်သွင်းသုံးသပ်စီပြစေချင်တယ်နော်အဲ့တော့အရင်ဆုံးဘဘတို့အတွက်တရင်ကောင်းလေးအရင်ဖတ်ပြပါမယ်အာဏာသိမ်းစစ်အုပ်စုကနေထွက်ပေါ်လာတဲ့နေပြည်တော်လွှတ်တော်ရှိလာပေမဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကတော့တော်လှန်ရေးနယ်ပယ်အတွင်းကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဒါဆက်လက်အတိအမှန်ပြုလိုက်ပါတယ်ဒီကနေ့ကျင်းပတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးမှာယခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ညီလာခံတက်ရောက်ခဲ့တဲ့ CRPH ကလည်းသတင်းထုတ်ပြန်လာပါတယ်မြန်မာနိုင်ငံမှာပိုပြီးတရားဝင်မှုရှိတဲ့ရွေးကောက်ပွဲတွေကျင်းပနိုင်တဲ့အချိန်ထိနိုင်ငံတကာပါလီမန်များအဖွဲ့ IPU အနေနဲ့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဒါဆက်လက်ထိတွေ့ဆက်ဆံတွားဖို့ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာအာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံရဲ့တရားဝင်လွှတ်တော်အဖြစ်2020ရွေးကောက်ပွဲရလဒ်ကနေထွက်ပေါ်လာတဲ့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုပဲအတိအမှန်ပြုဆက်ဆံခဲ့တာဖြစ်ပါတယ်လက်ရှိနေပြည်တော်မှာအာဏာသိမ်းတမဒမင်းအောင်လှိုင်ရဲ့အာဏာသိမ်းလွှတ်တော်ပေါ်လာပေမဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကတော့ CRPH ကိုပဲဆက်လက်အတိအမှန်ပြုကြောင်းကြေညာခဲ့တာဖြစ်ပါတယ်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU မှာနိုင်ငံပေါင်း180လောက်ကလွှတ်တော်တွေပါဝင်ပြီးလွှတ်တော်အချင်းချင်းဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုအဓိကဆောင်ရွက်တာဖြစ်ပါတယ်ကဲမြောက်မြန်မာသားတွေကြားတယ်နော်နိုင်ငံပေါင်း180လောက်ဖွဲ့စည်းထားတဲ့လွှတ်တော်တွေပဲစုဖွဲ့ထားတဲ့အဖွဲ့အစည်းကနေမင်းတို့အမဲ့လင်ကိုလူရမတွင်းတာနော်ရှက်တိုင်းလဲသေးလို့ရတယ်အဲ့မှာသိလားနိုင်ငံတကာမထောက်ခံလဲစောက်ကူးမဆိုင်ဘူးလေစောက်ကူးမဆိုင်ဘူးဆိုအာဆီယံနဲ့မင်းတို့တမရနာမည်ကဦးဝင်းမြင့်နာမည်ထည့်ထားတာလေဟမ်ကုလသမဂ္ဂမှာလည်းတမရနာမည်ဦးဝင်းမြင့်ပဲပြထားတာလေမင်းတို့နှုတ်ထွက်လေစောက်ကူးမဆိုင်ဟမ်ဘာမှမဟုတ်တဲ့အရှိတီမောကိုကြတော့အမှုလေးလက်ခံဖို့ပဲလက်ခံရသေးတယ်တန်ရုံနိုင်ငံတွင်းကနှင်ထုတ်တယ်အမေရိကန်ကြတော့ဟိုမှာဒေါ်လာ120တန်းထောက်ပံ့တယ်ပြီးရင်ဟိုမေလိုတွေလက်ထက်မရောက်စေတဲ့နော်ဆိုဥပဒေပါထုတ်ပြန်တယ်ဒါမျိုးကြတော့ lobby ကုမ္ပဏီငါပြီးဆက်ဆံရေးတိဆောက်တယ်တွားပြီးတော့ဟမ်မင်းတို့အဘတွေဖြစ်နေတဲ့ပုံမင်းတို့ကြည့်ဟမ်ပြက်သားရဲအဆင့်လည်းမရှိဖင်လဲခံခြင်းတယ်ကြော့ပါဟိုကလည်းကြောက်တယ်ဆိုလို့ဟာမျိုးဟုတ်တယ်မလားအဲ့တော့မင်းတို့ဘာတွေမင်းတို့ပြောလေနိုင်ငံတကာစောက်ခုမဆိုင်ဘူးဆိုရင်အခုအာဆီယံမင်းတို့တမနာကြီးငုတ်တော့ပေါ်လာပြီဆိုအဲ့ဒါဆိုရင်အာဆီယံဘာဖြစ်လို့မင်းအောင်နိုင်ကိုမချင်ညာပေးတာတမနာဦးဝင်းမြစ်ပဲဟုတ်တယ်နော်နှုတ်ထွက်ခိုင်းလိုက်ပြီနှုတ်ထွက်နိုင်တဲ့အဆင့်ရှိကြနှုတ်ထွက်ခိုင်းရတဲ့အဆင့်ရောရှိကြအဲ့ဒါပဲမဟုတ်တာငါတို့ကတို့စကားတွေကမပြောချင်ဘောဆိုတစ်ဖက်နဲ့တစ်ဖက်ညီညွတ်ရေးကိုပဲပြောချင်တယ်ဒါပေမဲ့မင်းတို့ဘက်မှာလူပီတာတဲ့လူဟာလေမရှိတော့ရှားတယ်အဲ့ဒီအတွက်လူပီတာတဲ့လူမရှိတဲ့ရက်ွက်ကဟာတွေနဲ့ညီညွတ်ရေးဆိုတာဘလုံးမဖြစ်လာမှာမဟုတ်ဘူးကျင်းနေတယ်နော်အဲ့တော့အခုကျွန်တော်တို့တော်လှန်ပြည်သူတရက်လုံးကိုကျွန်တော်တို့တတိပေးချင်တာကလည်းအခုဦးဝင်းမြင့်ကိုမင်းအောင်နိုင်ကဒီလွတ်ငြိမ်းချမ်းသာဝင်ဆိုလွတ်ပေးလိုက်တယ်ပြောတယ်စဖမ်းတဲ့ကဘာမှအပြစ်ရှိလို့ဖမ်းထားတာမဟုတ်ဘူးနော်လက်နက်အားကိုနဲ့မတရားဖမ်းထားတာအဲ့တော့ပထမဦးဆုံးတစ်ချက်ပြောချင်တာဘာစောက်ကြီးစုမှတင်စရာအကြောင်းမရှိဘူးစဖမ်းတဲ့ကလက်နက်အားကိုနဲ့မတရားဖမ်းထားတာနောက်ဆုံးပြန်လွတ်ပေးလိုက်တာစေတနာရှိလို့လွတ်ပေးလိုက်တာလို့ခင်ဗျားတို့ဘယ်သူထင်လဲ
တော်လန်ရေးကိုဖြိုခွဲဖို့လွတ်ပေးလိုက်တာဦးဝင်းမြင့်ဆိုတာသူတို့အတွက်တည်ကျက်ထားတာဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကသူတို့ဟဲ့လို့ကင်ထားတာဒီဟာကိုသူတို့ကစားမှအခုဦးဝင်းမြင့်ကို NUG မှာတမရနေရပေးထားတယ်သူကလက်ရှိသားကယာယီတမရလုပ်ထားတယ်အခုဦးဝင်းမြင့်ထွက်လာပြီဘောမတွေကိုယ်တိုင်အတန်ထွက်လာတယ်မင်းတို့ဘာလုပ်လဲအဲ့တော့တော်လန်ရေးဘက်က CIUG ရဲ့တမရဒီဦးဝင်းမြင့်ပါလို့ပြောလိုက်မယ်ဆိုရင်ဦးဝင်းမြင့်ကဟုတ်ပါတယ်ငါ NUG ရဲ့တမရပါပြောပြန်ရင်သူတို့ဦးဝင်းမြင့်ကိုမတရားထပ်ဖမ်းပြီးတော့ဒုက္ခပေးဦးမယ်ဟုတ်တယ်နော်ဒီကောင်းစီတက်မှာကပောက်အကယ်၍ဦးဝင်းမြင့်ကငါနဲ့ NUG နဲ့မဆိုင်ဘူးငါလည်းမတည်ဘူးနော်သူတို့ဖမ်းကန်ထိမှာဆိုလို့ပြောပြန်ရင် NUG ကိုပြည်သူထောက်ခံမှုလုံးဝပြိုလဲပြီးတော့တော်လိုင်းပြိုလဲအောင်သူတို့လုပ်တယ်နော်အဲ့တော့တိုင်းသားခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့ပြောချင်တာကခမည်းတော်တွေကဗမာတွေကိုမယုံဘူးလားโอเคမယုံနဲ့နော်မယုံနဲ့ယုံမှာတော့မပြောဘူးဒါပေမဲ့ဗမာတွေကိုမယုံဘူးဆိုပြီးကိုယ့်တစ်ဖွဲ့တည်းရက်တီလို့လူကိုယ့်ရဲ့လွတ်မြောက်ရေးရတာအဲ့ဒါဆိုလှုပ်သွားဟုတ်တယ်လေကိုယ့်တစ်ဖွဲ့တည်းလွတ်မြောက်ရေးအတွက်လှုပ်လို့ရတာအားလုံးညီညွတ်မှလွတ်မြောက်ရေးရမှာလားအဲ့ဒါဆိုရင်ညီညွတ်မှုဖြစ်အောင်အဲ့ဒီ NUG နေရာမှာမင်းတို့သွားဦးစီးချင်းချင်းလေးခင်ဗျားတို့ဦးစီးလိုက်နော် NUG နေရာမှာဘယ်သူဦးစီးလိုက်လဲတရားဝင်ပြည်သူချပြပါကျုပ် NUG ရဲ့ဘယ်နေရာမှာပါဝင်မယ်ငါတို့တိုင်းသားကိုသားပြုဘယ်အဖွဲ့ကဘယ်သူငါတို့အဖွဲ့ခေါင်းဆောင်ဘယ်သူကိုထားခြင်းတယ်ပြည်သူကိုကြီးညာချက်ထုတ်လိုက်ပြည်သူကဆုံးဖြတ်သွားလိုက်ချင်းချင်းလေးအဲ့တော့ NUG ဟာဗမာမို့လို့မယုံဘူးတော့ပြောပြန် NUG ကိုတမထဒီဒူရလည်းရှိလားကထားအဲ့ဒါဆိုရင်ကိုတိုင်ဝင်ပြီးဥဆောင်ကြတယ်ဟမ်ဥဆောင်လို့မရဘူးလားတနိုင်ငံလုံးအတွက်လွတ်မှဖြစ်မဲ့ပွဲကိုတနိုင်ငံလုံးလွတ်မြောက်ဖို့ဦးမဆောင်တရွေးရတော့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးအဲ့တော့ဦးဝင်းမြင့်ဆိုတာသူတို့အတွက်တော်လှန်ရေးကိုဖြိုခွဲမဲ့လက်နက်တစ်ခုဖြစ်ထားတာအဲ့တော့ကျွန်တော်တို့တော်လှန်ပြည်သူဘက်အနေနဲ့ကအမြင်ကျယ်ဖို့လိုတယ်ကိုယ့်ရဲ့တမရကြီးကိုလည်းထိခိုက်မှုဖြစ်အောင်လုပ်လို့မရဘူးတကယ်သူတို့စေတနာရှိလို့လွတ်ပေးလိုက်တာဆိုရင်အခုဦးဝင်းမြင့်လွတ်လပ်စွာသွားခွင့်ကြတာဦးဝင်းနိုင်ငံသားလာလိုက်မယ်လဲလို့ရဟမ်လွတ်ပေးရဦးဝင်းမြင့်အိမ်ဘေးနားမှာထောင်တိုင်းဘယ်နှယောက်ဆောင်ဟမ်အဲ့ဒါအဖြစ်ပဲအဲ့တော့ဦးဝင်းမြင့်ကတကယ်တော့လွတ်ပေးလိုက်တယ်ဆိုတော့မလွတ်ဘူးလူမင်းမျက်စိကွယ်ရထောင်ထဲကထားတဲ့နေရာကနေလူတွေမျက်စိရှိရွှေ့ထားတာအဲ့နှစ်ခုပဲဦးဝင်းမြင့်မလွတ်ပါဘူးနော်ကျွန်တော်တို့2015ဖွဲ့စည်းပုံ2015မှာ NLD အစိုးရရွေးကောက်ပွဲမှာအနိုင်ရတဲ့အချိန်မှာနော်ဦးထင်ကျော်တက်လာတယ်ဦးထင်ကျော်ပြီးတဲ့အချိန်မှာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတင်မြှောက်ခဲ့တဲ့အဲ့ကာလမှာ2008အခြေခံဥပဒေကတက်ဝင်နေတယ်ဖြစ်တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတင်မြှောက်ခဲ့တဲ့နိုင်ငံတော်ရဲ့တရားဝင်တမရဟုတ်တယ်နော်အဲ့ဒီတမရဟာတော်လှန်ရေး NUG ရဲ့အောက်ကိုလာပြီးတော့တမထလုပ်လိုက်မယ်ဆိုဒီကတရားဝင်မှုကပျောက်သွားအောင်မယ်လက်ရှိဒီနေ့ချိန်ဒီကုလသမဂ္ဂမှာဦးဝင်းမြင့်အာဆီယံမှာဦးဝင်းမြင့်ဟုတ်တယ်နော်အဲ့တော့ NUG နဲ့ပတ်သက်ပါတယ်လို့ဦးဝင်းမြင့်ကပြောလိုက်ရင်လေသူတို့ကဦးဝင်းမြင့်ကိုဖမ်းမယ်ထပ်ပြီးထောင်ချမယ်ပြဿနာရှာမယ်အကယ်၍မဟုတ်ပါဘူးဆိုရင်လည်းအဲ့ဒီမဟုတ်ဘူးဆိုတာကိုကင်ပြီးတော့ NUG ကိုလူထုထောက်ခံမှုကြဆင်းအောင်လုပ်ပြီးတော့တော်လှန်ရေးဖြိုချမယ်တစ်ဖွဲ့ချင်းစီအမှဲ့ချွေမှာမတိုင်းသားခေါင်းဆောင်တွေကျွန်တော်ပြောချင်တာအဲ့လားမင်းတို့ညှိနှိုင်းမှာပဲဒီအချိန်မှာမင်းအောင်နိုင်ရခင်ဗျားတို့ညှိနှိုင်းမှာမပူနဲ့နော်ညှိနှိုင်းမှာဘာဖြစ်လို့တို့အားနေနေတာ哦အဲ့တော့တိုင်းသားခေါင်းဆောင်တွေအနေနဲ့ကလည်းထပ်ဖန်တလဲလဲဒီကောင်တွေရဲ့ရုပ်မှလဲ့ပြားမှုအောက်ကခံလာခဲ့ပြီးသွားပြီဝါတင့်ပြီဒီတခါထပ်ပြီးတော့ဒီကောင်တွေလှဲ့ပြားမှုအောက်မှာမခံတင်ကြတော့တနိုင်ငံလုံးတဲ့လှုပ်လို့ရမယ့်ပွဲမှာတနိုင်ငံလုံးဥဆောင်နိုင်တဲ့လူပုဂ္ဂိုလ်ကထွက်လာပြီပါနော်အခုလက်ရှိ NUG မှာဝန်ကြီးဌာနတွေရှိတယ်နိုင်ငံရေးဝန်ကြီးဒေါ်စင်မအောင်အခု CRPH ရဲ့နော်နိုင်ငံတကာပါလီမန်တက်နေတယ်ဒေါ်စင်မအောင်နေရာမှာကျုပ်တို့တိုင်းသားဘယ်ဘွဲကဘသူ့ကိုထားခြင်းဖြစ်နိုင်တဲ့ဟာတော့ပြောဖို့လိုတယ်နော်ဒေါ်စင်မအောင်ထက်တော့ထားရမယ်ဟုတ်တယ်နော်အဲ့တခုကကျင်းနေရမယ်လက်ရှိရှိပြီးသား NUG မှာလုံနေတဲ့ဒူတွေထဲတော့နံပါတ်1တားရမယ်အရေးချင်းရှိရမယ်လုံနိုင်ကြင်နိုင်ရမယ်အဲ့လိုတွေပုံကိုယ်တွေနဲ့ထွက်လာပါလူလူကထောက်ခံမှုအစင်းနဲ့ပဲကျွန်တော်တို့ပြည်သူဟာလေတကယ်ကိုဒီနေ့ချိန်ကြီးတက်ကြွတော်လှန်ရေးမှာပြည်သူသွေးမေးတွေကိုမင်းအောင်စမြူနဲ့ကြိုက်တော့ဆွဲသွားထိုင်ကြည့်ရင်ကြည့်လိုက်ပြီအောင်စမြူဒါပေမဲ့မအေလို့မင်းအောင်နိုင်ရမအေလို့ပဲဆိုတဲ့လူတွေတပုံကြီးကျွန်တော်ပြောတာယုံလားမယုံလိုက်မေးကြည့်နော်အခုဖြစ်နေအောင်စမြူပွဲကြည့်လိုက်ရင်ပဲအဲ့ကြည့်တဲ့သူကတော်လှန်ရေးဘက်ကမဟုတ်တဲ့ပုံစံမျိုးဘောမတွေပဲဖွာတာဒါကိုဘောမတွေပဲဖွာတာ
အဲ့တော့ကျွန်တော်တို့ကမကြည့်ဖို့ကိုတော်လိုင်းဘက်ကဘွိုင်းကော့လုပ်ကြတယ်နော်ဒါဘာကြောင့်မကြည့်တင်လဲသူတို့ရှင်းပြထားဖို့ရှင်းရှင်းလေးဒါကမှအကြောင်းကြောင့်တွားကြည့်တယ်ဒါတော်လိုင်းရေးနဲ့မဆိုင်ဘူးကျွန်တော်တို့တိထားမှာကတော်လိုင်းရေးကတော်လိုင်းရေးပဲကိုလုံးနေမယ်ကိုစီးပွားကိုရှာနေမယ်ပျော်နေမယ်ပါနေမလားဖြစ်နိုင်မယ်ဆိုတော့မပျော်မပါပဲနဲ့တော်လှန်ရေးကိုပဲအားလုံးအာယုံစိုက်ကြရင်တော့ပိုကောင်းတာပေါ့ဗျာဟုတ်တယ်မလားလုံနေတဲ့တူတွေလည်းအာမပြတ်ဘူးပေါ့ဟုတ်တယ်နော်လုံနေတဲ့တူတွေအတွက်လည်းအာမပြတ်ဘူးစိတ်သက်မကြဘူးအားတက်တယ်အော်တို့တွေတစ်ထပ်တည်းရှိတယ်ဆိုတော့ဖြစ်နိုင်မယ်ဆိုရင်မပျော်ပဲနေကြရင်တော့ကောင်းတာပေါ့မနေနိုင်ဘူးလားပျော်မလားပျော်ပါနော်အဲ့ဒါကြီးကိုဘောမတွေကအခုလက်ရှိကျွန်တော်ပြောမယ်နော်အွန်လိုင်းပေါ်မှာဘောမတွေရဲ့ site ဝါးတွေဟာအားကောင်းနေတယ်နော်ကိုဘကလူတွေငြိမ်ပြီးတော့ဖော်ရှော်လေးလှုပ်သွားမယ်ဆိုရင်ရန်သူရဲ့ရုပ်မှမှုအောက်မှာ online ကဏ္ဍကြရှုံးသွားပြီဟဲ့ဆိုမြေပြင်ကဏ္ဍကြရှုံးဝင်မလို့ဘူးပေါ်သေးသေးမတော့ပါနဲ့ online ကိုဒီနေ့ခေတ်က social media ခေတ်ပါနော်အဲ့ဒါကြောင့်မို့လို့လုံနေတဲ့ပုံကိုယ်တွေအားလုံးကိုကျွန်တော်တို့မေတ္တာရက်ခံချင်တာကနံပါတ်1တိုင်းသားခေါင်းဆောင် NUG နဲ့ပူပေါင်းပေးပါလှုပ်ဆောင်ပေးပါဘာဖြစ်လို့ NUG ဆိုတာတနိုင်ငံလုံးအတွက်မို့လို့ပြောတာမယုံဘူးလားမယုံတော့ကောင်ဖယ်ပေးကိုကိုယ်တိုင်ဝင်တော့အိမ်ညောင်လူလူထောက်ခံမှုအစင်းနဲ့ခင်ဗျာတိုင်းသားခေါင်းဆောင်တယောက်က NUG မှာဝင်ပြီးတော့ဥဆောင်လို့အဲ့ဒီတိုင်းသားလူမျိုးပဲထောက်ခံမှာမဟုတ်ဘူးနော်ဒါကိုသဘောပေါက်ဖို့လိုတယ်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကလူတွေကတဖွဲ့စီအမက်ချွေတာကိုခံအောင်မလားချွေမှာခင်ဗျားတို့အမက်ချွေမှာနော်အနုနီးနဲ့ရတဲ့အဖွဲ့အစည်းကိုအနုနီးနဲ့ပေါင်းမယ်ရော့မင်းတို့ဘယ်မြို့နယ်ကိုမင်းတို့အုပ်ချုပ်နော်ငါတို့တော့ဒီမြို့နယ်ပြန်ပေးပါကွာမင်းတို့လည်းငါတို့နဲ့အေးအေးစစ်မတိုက်ပဲနေကြမယ်အဲ့ဒီမြို့နယ်အတွင်းမှာမင်းတို့လည်းကြိုက်တယ်လို့လုပ်ကြိုက်တဲ့စီးပွားရေးလုပ်နေရွှေလန်းငွေလန်းမင်းတို့နဲ့ငါတို့ဖောက်မယ်ဒီကွက်တွေလာမှာဒါသူတို့ဘက်ကနောက်ဆုံးသူတို့မှထွက်ပေါက်မရှိတော့ဘူးလေအဲ့ဒါကြီးကိုကမမောပြီးတော့လိုက်ရောသွားမှာလားအဲ့ဒါတော်လိုင်းရက်သွားပြီကြီးလေးအဲ့တော့ဦးရင်းမြင့်ကကဏ္ဍကအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဖြစ်နိုင်မယ်ဆိုရင်ဦးရင်းမြင့်ကဏ္ဍနဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောဘဲနေကြတာအကောင်ဆုံးတို့လှုပ်တင်လှုပ်ထိုက်တဲ့ဥဆောင်ပိုင်းနဲ့နေရာဆိုတာကျွန်တော်တို့ပြောမယ်လက်ရှိကြိုက်တိဖြစ်စီမကြိုက်တိဖြစ်စီတော်လိုင်းဘက်မှာ UNG ရဲ့ဥဆောင်မှုရှိနေတိုင်းသားအရာဝယ်ဥဆောင်မှုရှိနေငါတော့ဟိုတိုင်းသားခေါင်းဆောင်မကြိုက်ဘူးကွာဒီကောင်တွေခေါင်းဆောင်ငါလက်မခံတွားလုပ်နေလို့မရဘူးကိုမကြိုက်လဲလက်ခံရမယ်နောက်ကိုနဲ့မတည့်တဲ့အဖွဲဖြစ်နေပြီဘာဖြစ်လို့လဲကိုချင်းမှလက်မခံရင်မင်းအောင်နိုင်လက်ခံရမယ်လေလက်ခံနိုင်လားမင်းအောင်နိုင်နော်အဲ့ဒါရှင်းလေးပဲအဲ့တော့တစ်ဖွဲ့နဲ့တစ်ဖွဲ့မကြိုက်ဘူးဘလောက်ပဲဖြစ်နေပါစေညီညွတ်ပေးပါညီညွတ်ပြီးတော့ဒီအခက်အခဲကိုကြော်လွှားနိုင်အောင်အကောင်းဆုံးလုပ်ပေးပါနော်အဲ့တော့ဦးရင်းမြစ်ပြီးဒေါအောင်ဆန်းစုကြည်လာလိမ့်မယ်တနည်းမောက်တိတ်နည်းလောက်ပါနော်ကျွန်တော်တို့ပြည်သူတွေအနေနဲ့အဲ့ဒီကဏ္ဍတွေကိုဖြတ်ကျော်နိုင်မယ်ဆိုဟက်တော်နိုင်ရေးပြီးဆုံးတယ်အဲ့ဒီကဏ္ဍတွေကိုဖြတ်ကျော်မနိုင်ဘူးဆိုရင်တော်နိုင်ရေးဟာတဖြည်းဖြည်းနဲ့လုံပါပြီးတော့ပြိုလဲသွားလိမ့်မယ်ကျင်းနေတယ်နော်ဒီကြားထဲအခုနိုင်ငံတကာကအုံကလေးဝင်လာပြီးတော့ဝင်ပြီးတော့ကူညီပေးမယ်ပြည်သူဘက်ကရက်တီပေးမယ်ဆိုတမျိုးပါဒါကတော့ဖြစ်မလားလာနိုင်မှလားဖြစ်လာကမှလားဖြစ်လာကရောဒါတွေကတတ်မှတ်ထားလို့ရတဲ့အရာတွေမဟုတ်ဘူးအဓိကတတ်မှတ်ထားလို့ရတာကိုနိုင်ငံရဲ့အခြေအနေအရေးခင်းမယ်နော်ဦးကြီးကိုလှုပ်ပေးလိုက်လာဒီဒါပြည်တွင်းနားလဲဘူးလေဒီကောင်လေးဒါလုံနေတိရပြီကိုလုံနေဟောဦးမင်းနဲ့ပတ်သက်လို့တစ်ဖွဲ့ဘက်ကပြည်သူခဏပြောင်းဝေဝါအောင်ခဏကစကလုံးမျိုးနဲ့ UNG နဲ့တွဲပွဲအောင်ပြောလာပြီဟာဒီကောင်လေးထိုးနေပြီတိနေပြီရပြီဘာမှမလုပ်နဲ့ရအဲ့လောက်လေးရပြီဒါဆိုရင်ဗယံပတာစကားဝင်ပြောစရာအကြောင်းမရှိတော့ဟုတ်တယ်နော်အဲ့တော့တိုင်းသားကောင်းဆောင်တွေအနေနဲ့ကလည်းတချို့တွေတိုင်းသားတွေဆိုဗမာဆိုမယုံဘူးဒါကျွန်တော်အပွင့်လေးဆုံးပြောတာဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်ဗမာဆိုမယုံဆိုတဲ့လူစမ်းကဒီနေ့ရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာပြန်ကြည့်ရမှာကဗမာလူမျိုးကြီးဝါဒနဲ့တိုင်းပြည်မှာခြေလှယ်ခဲ့တာလားအာနာရှင်လူမျိုးကြီးဝါဒနဲ့ခြေလှယ်ခဲ့တာလားနှစ်ခုကမတူပါဘူးနော်ဗမာလူမျိုးကြီးဝါဒဆိုရင်ဗမာတွေပဲကောင်းစားရမယ်ဗမာမှန်သမျှအခွင့်အရေးပြည့်ဝရနေရမယ်ဗမာတွေနေတဲ့ဒေတာတွေဖွံ့ဖြိုးတိုးတက်နေရမယ်မြန်မာပြည်မှာအဲ့ဒါတွေဖြစ်ခဲ့တာဖြစ်နေတာမဖြစ်ဘူးနော်ဖြစ်လည်းမဖြစ်ခဲ့ဘူးဖြစ်လည်းမဖြစ်နေဘူးလက်ရှိခေတ်ဆက်ခရိုနီဆိုတဲ့လူဒန်းစားထဲမှာစစ်အာဏာရှင်တွေနဲ့ပေါင်းပြီးတော့တိုင်းပြည်ရဲ့စီးပွားရေးဂုတ်သွေးစုပ်နေတဲ့လူဒန်းစားတွေဟာဗမာတွေပဲဖြစ်နေတာမဟုတ်လူမျိုးပေါင်းစုံရှိတယ်အဲ့တော့ဗမာလူမျိုးကြီးဝါဒလားတိုင်းရင်းသားလူမျိုးကြီးဝါဒဒီစစ်အာဏာရှင်တွေရဲ့ရုပ်မှမှုကိုခံခဲ့ရတာဒီဗမာတွေမခံခဲ့ရဘူးလားအားလုံးလည်းခံခဲ့ရတာလေပိုဆိုးတယ်ဗမာတွေရဲ့အညာမှာစုပ်ပြတ်တန့်သွားကြည့်အောင်ဟုတ်တယ်မလားအဲ့တော့ဒါကိုကျွန်တော်တို့တိုင်းရင်းသားလူမျိုးအားလုံးခေါင်းဆောင်တွေအားလုံးသဘောပေါက်ဖို့လိုတယ်ဩ
ငါတို့ခံစားရတာငါတို့တွေမဟုတ်ပါတော်တော်လည်းခံစားရတယ်အဲ့တော့ငါတို့ထင်ခဲ့တာကတော့ဒီစစ်တပ်ကဗမာပိုင်စစ်တပ်ထင်ခဲ့တာဟုတ်တယ်မလားဒါပေမဲ့ဒီစစ်တပ်ကဗမာရွာတွေကစအခုဘုံကျဲမီးချို့ပြကြအောင်လုပ်နေတာအရင်ခေတ်ကလည်းလုပ်တာပဲနော်အရင်ခေတ်ကဆိုရှယ်မီဒီယာခေတ်မဟုတ်ဘူးဟိုဘက်ရွာမှာလူတက်မှုဖြစ်တော့ဒီဘက်ရွာ3ရက်လောက်ကြာမှတိရတယ်ဒီနေ့ခေတ်ကမှဘုံကျဲပြီဆိုတာနိုင်ပိုင်းတွင်းတိရတယ်ခေတ်ချင်းအဲ့လိုကွာသွားတယ်အဲ့တော့တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ဒီကာလဟာတမိုင်းရေးထိုးခွင့်ရတဲ့အကောင်းဆုံးကာလပဲနော်အားလုံးစုစည်းမှုလုပ်ပေးပါညီညွတ်ပေးပါမယုံကြည်ဘူးလားမယုံကြည်တဲ့လူဖဲထုတ်ပေးခင်ဗျားတို့ဝင်လို့နော်လူတို့ကအားပေးဖို့အစင်းတယ်ဘတူပဲလာအဲ့ဒီလူတို့ဘက်မှာရက်တီတဲ့ဘတူကိုလည်းနောက်ဆုံးစစ်တပ်ဘက်ကဘက်ပြောင်းလာတဲ့လူတွေကိုတော့မှလူတို့ကတလို့မထားတာဗျာခင်ဗျားတို့ကျွန်တော်တို့လိုတော်လိုင်းအင်အားစုတွေအနေနဲ့ဘယ်အဖွဲ့အစည်းဘက်ကပဲလာလူတို့ကအားပေးပြီးသားလေဘာလို့လေးလဲဟုတ်တယ်မလားအဲ့ဒါအောင်မှမလုပ်ဘူးလားဟိုအကြောင်းပြဒီအကြောင်းပြမလုပ်ချင်တဲ့လူတော့ကတော့အကြောင်းပြချက်ရှိတယ်ဒါရှင်းရှင်းလေးပဲလုံးချင်တဲ့လူတယောက်ကအကြောင်းပြချက်မလို့မလုံးချင်တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကအကြောင်းပြချက်တွေရှိလေအဲ့လိုအကြောင်းပြချက်တွေနဲ့အချိန်တွေဆွဲနေမယ်ရန်သူတွေအားရင်တွေဖြစ်အောင်လုပ်နေမယ်ဆိုရင်အဲ့ဒီတော်လှန်ရေးပြိုလဲသွားအောင်တော်လှန်ရေးပြိုလဲတဲ့ကိစ္စမရှိဘူးငါတို့ကလက်နက်ကင်ငါတို့နေရာဒေသမှာငါတို့လှုပ်ရှားခွင့်ရတယ်ဆိုတဲ့အောက်တန်းစားအတွေးကိုတွေးပြီးတော့အောက်တန်းစားဘဝကိုယူရမယ်ဆိုရင်လေသဘောပါပဲနော်ဒါမှမဟုတ်ရင်ဒီကာလဟာငါတို့တွေစွန့်လွတ်အနစ်နာခံရမယ်အားလုံးလွတ်မြောက်ဖို့အကောင်းဆုံးကာလဖြစ်တယ်လာငါတို့ဥဆောင်ကြမယ်နော်မင်းတို့လူမျိုးမှလည်းမင်းတို့ဘလို့ဥဆောင်မယ်လာမင်းတို့ဥဆောင်လူပေးလာကိုရေးလာညီရေးလာငါတို့တွေလက်တော်ကြီးဘလို့လုပ်ကြမယ်လာ CRPH မှာအားနေနေတယ်ငါတို့ CRPH ကိုဘလို့ဝင်ရကြမယ် IUG မှာအားနေနေတယ် IUG ကိုဘလို့အားဖြစ်ကြမယ်နော်ဘလို့အားကောင်းအောင်လုပ်ကြမလဲလုပ်ပေးကြပါမလုပ်ဘူးဆိုတော့ရန်သူပဲပေါင်းရင်ပေါင်းလိုက်ပုံမလင်းလင်းပြောကျွန်တော်တို့လိုချင်တာပြတ်သားမှုကိုလိုချင်တာနော်ငါတို့ကတော့ရန်သူနဲ့ပေါင်းတယ်ထတပေါ်တယ်ပြောတာဟိုဘက်လိုဒီဘက်လိုလူလူဘက်ကမနေသူနိုင်ငံရေးအခင်းချင်းတွေပြောလိုက်ရင်နိုင်ငံရေးနီးလန်းလို့ပြောပြီးတော့ကလိန်ကချက်တွေလိုက်လုံးနေတာအဲ့ဒါနိုင်ငံရေးနီးလန်းထင်တဲ့ကောင်ထင်တယ်ဟမ်မြန်မာပြည်ကနိုင်ငံရေးဆိုတဲ့ဓမ္မတွေကလူမျိုးပေါင်းကောင်ပြောတာနော်ကလိန်ကချက်လောက်တတ်မှနိုင်ငံရေးထင်တာအဲ့ဒီအကျင့်တွေကိုကျွန်တော်တို့ဖျောက်ကမယ်ကျွန်တော်တို့အာဏာရှင်ကိုအမြင့်ကသွန်းနံမယ်လို့ပြောတာဒီအာဏာရှင်ဆိုတဲ့မင်းအောင်လှိုင်တခုတည်းမမြင်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေတဲ့အာဏာရှင်အလစ်စရိုက်တွေကိုပဲကျွန်တော်တို့ဆွတ်လွတ်ကြမယ်မင်းအောင်လှိုင်တယောက်ပဲလက်ညှိုးထိုးပြီးဒီမအေလို့အာဏာရှင်အမြင့်ကဖြတ်မယ်သွားအောင်နေလို့မရဘူးအဲ့ဒီမအေလို့လည်းအမြင့်ကဖြတ်တယ်လို့ဒီကောင်တွေကိုလည်းလူပီတဖို့အတွက်ကိုတန်းဆင်ရမယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့လောက်ရက်ထဲမှာအာဏာရှင်တဲ့စရိုက်တွေဘာတွေရှိနေလဲတိုင်းပြည်အတွက်ရလို့မှုစရိုက်တွေဘာတွေရှိနေတယ်အဲ့တော့ရလို့မှုစရိုက်တွေအာဏာရှင်စရိုက်တွေအကုန်ဆွတ်လွတ်ကြမယ်ပေးဆက်ချင်တဲ့စရိုက်တွေနော်တန်ဖိုးရှိတဲ့ဘဝတွေကျွန်တော်တည်ထောင်ရမယ်အဲ့ဒါလူတိုင်းတွေးရမယ်အတွေးပါဒါကြောင့်မို့လို့တကယ်ကိုကျွန်တော်တို့တိုင်းပြည်အတွက်အောင်မြင်စေချင်တယ်ဒီပွဲမအောင်မြင်မြန်မာပြည်ကျင်းနေလူအခုတောင်လူစင်မမီတော့ဘူးဗျာစဉ်းစားကြည့်ပြည်တွင်းမှာနေတဲ့လူတွေကမတိကြလို့ကျွန်တော်တို့ကပြည်ပမှာနေတာအတိဆုံးသူများနိုင်ငံသားတွေရဲ့အဆင့်အတန်းနဲ့ကိုယ်နိုင်ငံသားရဲ့အဆင့်အတန်းသူများနိုင်ငံအစိုးရတွေနဲ့ကိုယ်နိုင်ငံအစိုးရအားလုံးကိုကျွန်တော်တို့ကမြင်နေတွေ့နေကြားနေရတယ်ကြောက်စရာကြီးမြန်မာပြည်ရဲ့အရှင်တွေကဒါကြောင့်မို့လို့လွတ်မြောက်ဖို့လောက်ပါပြောကျွန်တော်တို့နေတဲ့ပြည်ပမှာနေတယ်ဖင်ဖျဲပြီးနေလို့ရတယ်ကြိုက်တာလုပ်လို့ရတယ်နော်ဟုတ်တယ်မလားတော်လိုင်းဂိမ်းမဆိုင်အခုချက်ချင်းမလုပ်တော့ဘူးကွာဆိုပြီးတယ်လေမရဘူးလားဘလူးကူးဆိုင်ကောဟုတ်တယ်မလားငါလုပ်ခဲ့တဲ့တမိုင်းအမဲသရှိထောက်ပြငါဒီနေ့ချိန်ကြီးပဲလုပ်နိုင်တယ်ဒီမလုပ်တော့ဘူးကွာမင်းဘလူးဆောက်ဦးဆိုင်ကောရှင်းရှင်းလေးပဲဒါပေမဲ့လုံနေတာဒီဘာကြောင့်လဲကိုလည်းလူပီတခြင်းနဲ့ကိုတိုင်းပြည်ကိုလည်းဒီဘဝကနေလွတ်မြောက်ခြင်းနဲ့စိတ်နဲ့လုံနေကြတာအဲ့တော့မလုံနိုင်အောင်လုံနေတဲ့သူတွေအနှောက်ယှက်ဖြစ်အောင်မလုပ်ကြဘူးလို့လေဒါလေးကိုပဲမေတ္တာရက်ခံခြင်းတာပါနော်ဒီရုပ်တံလေးကိုခက်များပြန့်စီခြင်းနဲ့ကျွန်တော်တို့တိုင်းပြည်အတွက်အရန်အရေးကြီးတဲ့အချိန်တွေရောက်နေပါပြီအဲ့တော့အားလုံးအတူတကွနဲ့စုပေါင်းပြီးတော့ကျွန်တော်တို့အတူတူတိုက်ပွဲဝင်ကြမယ်လုံနိုင်တဲ့နေရာကလုံကြမယ်စကားလေးတစ်ခွန်းနဲ့လုံနိုင်စကားလေးတစ်ခွန်းဝိုင်းလုပ်ကြမယ်ဒါလည်းတော်လှန်ရေးပါပဲเนาะအားလုံး fight တင်ပါ